တားရီဒီနေ့မေမေဟင်းကောင်းကောင်းချက်ကျွေးမယ်နော်ဟင်းလောက်ပေးရကိုအားတယ်ရှင်ဘာသာချိုးတွေချိုးနာတော့ဟာမင်းမရဲ့ဘာဖြစ်တာတော့မနေ့ကမှကျွန်မတစ်တော့ပေါ်မှာဒီလိုလုပ်ရက်တွေကြည်လာတာရှင်မလိန်နဲ့နော်စောင်းခောက်မလို့ပါကွာပေါ့စိတ်တက်လို့ခါနေတာဘယ်မှာတော့အဲ့ကောင်မဘယ်မှာတော့ရှင်ဘယ်နှဖွက်တာဟာမင်းမရဘာရှာလာတော့ထဲသားမှာရှင်ဟာမင်းမရရှင်ရှင်းကောင်မကိုဖွက်ထားမနေနဲ့အိမ်ညာထဲမှာမလားဘယ်ကောင်မတော့ဘာဒီရှားနေတာတော့ယောက်ျားဘာမှလည်းလုံးမထားပါဘူးမိန်းမရဒီနေ့တော့လွတ်ထားအောင်ပေါ့မိရတဲ့နေ့တော့ဦးညစ်ညစ်ပါအောင်ကိုချင်းညစ်မယ်ဝေဘာချက်တော့မိမကြီးကလေးမင်းနေတယ်လေကွာဘာဟင်းချက်တုံးလို့ကစွန်းရဲ့ကြော်ကြက်ဥကြော်စားရင်စားမစားခြင်းနေငါသားကြီးမင်းမေကစိတ်မကြည်ဘူးထင်တယ်ကစွန်းရဲ့ကြော်နဲ့ကြက်ဥကြော်ချက်တာလေဖေဖေတော့အဲ့ဒါကြီးမစားခြင်းဘူးကွာတောင်းမစားခြင်းဘူးမလားအေးပြင်းသွားစားမယ်โอเคကြွဒီနေ့တော့မိအောင်ဖမ်းပြအောင်ဘီယာတန်ရောက်ပြီးရွှမ်းကဲဆိုင်တော့ရောက်ပြီတာမင်းဘာမှမလို့ဖေဖေကတော့ကစွန်းပလိမ့်မှာတတကြောက်ကြโอเคငါသားကစွန်းပလိမ့်နဲ့ကြဲဥကြော်တပွဲချဟဲ့